ကျွန်တော်ဒီနေ့မှလည်းပင်လယ်ဒီရေကြားသွားတဲ့အချင်းရရှိနိုင်တဲ့လက်ဆက်တဲ့ပင်လယ်စာတွေကိုကိုယ်တိုင်ရှာဖွေပြီးချက်ပြုတ်စားတော့ပြမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့ပင်လယ်နာကကြောက်ဆောင်ဒီပေါ်မှာအိုးလေးတစ်လုံးနဲ့ဟင်းရည်ဆက်ကိုအရင်တီထားလိုက်ပါတယ်အိုးထဲကဟင်းရည်တွေကစူးပွက်လာတဲ့အခါမှာတော့အသင်းစားခောက်ဆွဲချုပ်ထုတ်ကိုဖောက်ပြီးစူးပွက်နေတဲ့ဟင်းရည်တွေကိုအတာအရာထည့်လိုက်ပါတယ်အခုတော့ဒီဟင်းအိုးထဲမှာထည့်ချက်ဖို့အတွက်လက်ဆက်တဲ့ပင်လယ်စာတွေကိုတောင်းရှာကြရအောင်ဒီမှာကြည့်ပါဦးရေအိုင်လေးထဲမှာရေပေါ်ဝဲကြီးတစ်ကောင်ကငါးရှင်းတစ်ကောင်ကိုတူးရလက်တံတွေနဲ့ရေပတ်ပြီးတိုက်ခိုက်နေတာကိုတွေ့လိုက်ရပါတယ်ငါးရှင်းလေးကတော့ရေပေါ်ဝဲရဲ့လက်တံတွေကြားမှာအသက်လူပြီးရုန်းကန်နေရကြပါတယ်ကျွန်တော်လည်းဒီငါးရှင်းလေးကိုကယ်ဖို့အတွက်ရေပေါ်ဝဲရဲ့လက်တံတွေကိုတစ်ခုချင်းစီဆွဲခွာပေးလိုက်ပါတယ်ရေပေါ်ဝဲကတော်တော်လေးကိုအားတန်ပြီးကျွန်တော်ကိုရေတွေနဲ့ပြန်ပတ်ထုံနေပါတယ်ထုတ်ရတာတော်တော်လေးကိုခက်ခဲပြီးအားဆိုင်ထုတ်ရပါတယ်ကျွန်တော်လက်နဲ့အတင်းဆွဲခွာလိုက်တဲ့အခါမှာတော့နောက်ဆုံးမှရေပေါ်ဝဲကိုငါးရှင်းစီကနေအောင်မြင်စွာခွာထုတ်နိုင်ခဲ့ပါပြီခွာထုတ်ပြီးတဲ့နောက်မှာတော့ရေပေါ်ဝဲကအရေးထဲမှာလွတ်လွတ်လပ်လပ်ကုခတ်သွားတာကိုတွေ့ရပါတယ်ဒါပေမဲ့ငါးရှင်းလေးကတော့ရေပေါ်ဝဲရဲ့အတိုက်ခိုက်မှုကိုခံထားရတာကြောင့်တော်တော်လေးအခြေအနေဆိုးနေပြီးအသက်ငင်နေသလိုဖြစ်နေပါတယ်ဒါကြောင့်ဒီရေပေါ်ဝဲကြီးနဲ့ငါးရှင်းကိုကျွန်တော်တို့ရဲ့ဟင်းအိုးထဲကိုပဲထည့်ချက်စားဖို့ဆုံးဖြတ်လိုက်ပါတယ်ရေပေါ်ဝဲကြီးကိုလက်နဲ့ကင်ပြီးစူးပွဲနေတဲ့ဟင်းအိုးထဲကိုတခါတည်းထည့်လိုက်ပါတယ်အခုတခါတော့တဲတောင်ကင်ဘော်ကအပေါက်လေးတွေကိုလိုက်ရှာကြည့်တဲ့အခါမှာပိုစွန်ထုတွေခိုးအောင်နေတတ်တဲ့အပေါက်လေးတွေကိုတွေ့ရပါတယ်ဒီအပေါက်လေးတွေကနေပိုစွန်တွေကိုထွက်လာအောင်လို့စုပ်တန်လေးနဲ့အရင်ဆွဲဆောင်ကြည့်ပါတယ်ဒါပေမဲ့ဒီတတဝါလေးကတော်တော်လေးညံကောင်းပြီးအပြင်ကိုထွက်မလာပဲအထဲမှာပဲပုံနေပါတယ်စုပ်တန်နဲ့ဆွဲလို့မရတဲ့အခါမှာတော့စုပ်ဆက်ပြောင်းလေးကိုတုံပြီးအပေါက်ထဲကပိုစွန်ကိုအားနဲ့စုပ်ထုတ်လိုက်ပါတယ်ကြည့်ပါဦးတဲဒီနဲ့အတူလက်ဆက်နေတဲ့ပုစွန်ထုတ်လေးတစ်ကောင်ပါလာတာကိုတွေ့ရမှာပါတွေ့ရဲ့ကိုယ်တွေကတော်တော်လေးကိုနူးညံ့ပြီးလက်ဆက်နေတာကိုတွေ့ရမှာပါကြောက်ဆောင်တွေကြားထဲမှာငါးတစ်ကောင်အရင်အမြန်ကိုခတ်နေတာကိုတွေ့လို့လိုက်ဖန်းကြည့်တဲ့အခါမှာတော့ဒါကရီမိုရာလို့ခေါ်တဲ့ငါးကပ်ပြားလေးထင်နေပါတယ်ဒီငါးလေးကကျွန်တော်ရဲ့ရေကဖက်နှက်မှာလာပြီးကတ်နေတာကိုတွေ့ရမှာပါသူ့ကိုခွာထူးဖို့ကြိုးစားပေမဲ့သူ့ရဲ့ဥခေါင်းပေါ်မှာပါတဲ့ကတ်နိုင်တဲ့အပြားလေးကတော်တော်လေးကိုအားကောင်းလာပါတယ်ဒီအပြားလေးကဖနက်ပေါ်မှာလေဟာနဲ့ဖြစ်အောင်လုပ်ပြီးကတ်ထားတာမို့ဆွဲခွာရတာတော်တော်လေးကိုခက်ခဲပါတယ်ဒီငါးလေးရဲ့ဥခေါင်းပိုင်းကတကိတ်ကိုထူခြားတဲ့ပုံစံရှိပါတယ်ဒါပေမဲ့ဒီငါးလေးကတော်တော်လေးသေးနေသေးတာကြောင့်သူ့ကိုမစားတော့ပဲရေထဲကိုပဲပြန်လွှတ်ဖိလိုက်ပါတယ်နောက်ထပ်ထူးထူးခြားခြားတွေ့လိုက်ရတာကတော့ကြောက်ဆောင်အောင်မှာကတ်နေတဲ့အဝါရောင်လှလားပပတတ်တဝါလေးတစ်ကောင်ပါပဲဒါကတော့ Feather Star လို့ခေါ်တဲ့ပင်လယ်တတ်တဝါလေးဖြစ်ပါတယ်သူကပန်းပွင့်လေးတစ်ပွင့်လိုမျိုးဒါမှမဟုတ်ငတ်မွေးလေးတွေလိုမျိုးတော်တော်လေးကိုလှပါပြီးသူ့ရဲ့